stress ဆိုတာ stress ဆိုတာဘယ်လိုပြောမလဲစိတ်ဖိစီးမှုပေါ့ဟုတ်လားအဲ့ဒါစိတ်ဖိစီးမှုဆိုရင်လူတိုင်းတိတ်သဘောပေါက်ဖို့မလွယ်ဘူးတင်တယ်ဒီလိုဘယ်လိုဟာမျိုးတွေဖြစ် stress ဆိုတာမွန်းကျက်တာစိတ်ရှုပ်တာအသက်ရှူစေအသက်ရှူရကြက်တာဖိအားတွေပိဿသောဘတ်တဲ့ဆိုရင်ဒီလိုဘာတွေဖြစ်မလဲအာသောကပရိဒေဝဒုက္ခဒေါမနတဥပါယသဟုတ်လားမှန်ပါတယ်အဲ့ဒါတွေပဲလေ sorrows ပေါ့ anxiety တို့ anger တို့ဒါတွေကိုဒီလိုစိတ်ဖိစီးမှုလို့ပြောတာပဲအဲ့ဒါတွေကတော့အင်္ဂလိပ်စာတော့ဒါချိုးပြီးပြောလိုက်တယ်ပေါ့လေပါဠိတာပိလောက်လဲသူကအသေးစိတ်မပြောနိုင်တယ်ဆိုတဲ့အခါကျတော့သူ stress လို့ပဲတခုပြောတယ်နောက်တခြားသုံးတဲ့ depression တို့ဘာလို့လဲသုံးပါတယ်အဓိကတော့ဒီလို stress လို့ပြောလိုက်ရင်ဒီဒါကြောင့်ဒီလို MBS ဆိုရင် mindfulness based stress reduction ပေါ့နော် mindfulness ကိုအခြေခံပြီးတော့ stress feeling တွေကို stress တွေကို short ချတာပေါ့အဲ့ဒီပါပြီးစီမှုလို့ရှင်ဖျားတို့အကြမ်းမြင်တော့သိထားကြမယ်ထင်ပါတယ်ဒီနေ့အဲ့ဒါကိုဒီလိုအသေးစိတ်လေ့လာကြမှာဗျခေါင်းစဉ်လေးကနေစဖတ်ပါဗျာစိတ်ဖိစီးမှုဆိုတာဘာလဲစိတ်ဖိစီးမှုဆိုတာဖြစ်ပေါ်နေတဲ့လက်ရှိပြစ္ဆုတ်ပံအခြေအနေမှာဖြစ်ပေါ်နေတဲ့ဖြစ်မယ်လို့ထင်တဲ့ဟာမရောက်သေးဘူးစံပွဲအောင်မလားပေါ့ပြန်အခုဒီကပြန်သွားရေးလိုက်ဆင်မပြေပါမလားဆိုတာမျိုးတွေပေါ့ဖြစ်မယ်လို့ထင်တဲ့ဟာတွေပေါ့ပြောင်းလဲမှုတွေတနေရာနဲ့နေရာပြောင်းလာပြီးအိမ်ပြောင်းတာဘာပြောင်းတာယာရုပြောင်းတာအမျိုးမျိုးရှိလိမ့်မယ်နောက်တစ်ခါဆုံးရှုံးမှုတွေဒါတော့ရှင်များဆုံးရှုံးမှာတော့ဒါတော်တော်သေးကြတယ်ချင်းချောက်မှုတွေနော်ချင်းချောက်ခံနေရတဲ့ဟာတွေပေါ့ဗျာနောက်တစ်ခုကဖိအားပေးခံနေရတယ်အလုံးနဲ့ပတ်သက်တာမျိုးဖြစ်စေပတ်ဝန်းကျင်နဲ့ပတ်သက်တာဖိအားပေးခံနေအဲ့ဒါတွေကိုကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်နှစ်ချက်ပြစိတ်ဖိစီးမှုပုံစံကြည့်ရမှာနှစ်ချက်ကြည့်ရကိုယ်ရောစိတ်ပါသူကပုံစံတွေထင်ရှားလိုက်ခန္ဓာကိုယ်နဲ့စိတ်ကနေတုံ့ပြန်နေတာတွေကိုဘာလို့ခေါ်လဲစိတ်ဖိစီးမှုလို့ခေါ်တယ်ခန္ဓာကိုယ်နဲ့စိတ်ကချင်းဖိစီးမှုဝင်လာရင် auto mind ပဲ auto reply လုပ်မယ်ချက်ချင်းသူကနေတုံ့ပြန်မှာပဲဘယ်လိုမျိုးတုံ့ပြန်မှုတွေဖြစ်မလဲဆိုတာဒီလိုဆက်ပြီးလေ့လာစိတ်ဖိစီးမှုဆိုတာဖြစ်ပေါ်နေတဲ့တော့ဖြစ်မယ်လို့ထင်တယ်ပြောင်းလဲမှုတွေဆုံးရှုံးမှုတွေချင်းချောင်းမှုတွေဖိအားပေးခံနေရတာကိုယ့်ရဲ့ကိုယ်နဲ့စိတ်ကနေတုံ့ပြန်နေတဲ့ဘောတရားတွေကိုဘာလို့ခေါ်လဲစိတ်ဖိစီးမှုလို့ခေါ်ပါတယ်ပေါ့နော်ဒီအဖွင့်လေးတစ်ခုထပ်ဖတ်ကြည့်ပါဦး There is no definition of stress that everyone agrees on လူတိုင်းသဘောတူထားတယ်စိတ်ဖိစီးမှုဆိုတာဒါပဲကွာလို့အဲ့လိုတစ်မျိုးတစ်ဖုံတော့နှစ်မျိုးသုံးမျိုးဒီလောက်အတိအကျလူတိုင်းနဲ့လူတိုင်းပြောတဲ့ဟာစိတ်ဖိစီးမှုဆိုတာဒီသဘောတွေပဲလို့အဲ့လိုမျိုးအတိအကျဖွင့်ဆိုထားတာတွေကတော့မရှိပါဘူးတဲ့ What is stressful or one person may be pleasurable or have little effect on others တချို့ပုဂ္ဂိုလ်ကစိတ်ဖိစီးမှုကပြောစရာကောင်းတယ်အခီးသွားရတာမယ်သူအိတ်မပြောတော့ဘာခီးသွားမှာမဟုတ်လေပြောစရာကောင်းတယ်ဟုတ်လားဟိုမင်္ဂလာဆောင်ရမယ်ဒါရှင်များတို့မသိဘူးအဲ့တော့မင်္ဂလာဆောင်ဦးတဲ့သူတွေမေးကြည့်ပါလားအမျိုးမျိုးရှိအောင်ပြောတဲ့သူလည်းပြောမယ်တချို့လည်းသိတဲ့တွေကြားရင်လည်းကြားပါနော်အဲ့တော့တယောက်နဲ့တယောက်မတူဘူးဆိုတဲ့ဟာကိုပြောတာလုပ်ငန်းတစ်ခုတည်းဆိုမှတော့မနဲ့သူတို့ရဲ့ခံစားချက်တွေကမတူဘူးတချို့ကြတော့ပြောမယ်ဒီကိစ္စနဲ့ပတ်သက်တချို့ကြတော့စိတ်ဆင်းရဲတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့ all react to stress differently ပေါ့အဲ့ဆိုစိတ်ဖိစီးမှုတွေကတယောက်နဲ့တယောက်မတူကွဲပြားတဲ့ပုံစံနည်းအနေနဲ့ထင်ပေါ်နိုင်တယ်ပေါ့ချင်းချုပ်ပြောရမယ်ဆိုစိတ်ဖိစီးမှုဆိုတာတယောက်နဲ့တယောက်သဘောတူထားတဲ့ပုံစံတူမျိုးမဟုတ်ဘူးတချို့ကြတော့ဒီကိစ္စတစ်ခုကပြောစရာတချို့ကြတော့စိတ်ဆင်းရဲစရာအပင်ပန်းစရာဖြစ်နေတယ်အဲကြောင့်မတူကွဲပြားတဲ့ပုံစံတွေနေနဲ့ရှိနေတယ်ပေါ့စိတ်ဖိစီးမှုဆိုတာတွေကစိတ်ဖိစီးမှုဆိုတာက stress ကိုလေ့လာတဲ့အခါ stress ဖြစ်စေတဲ့အကြောင်းတရားတွေပေါ့ stress ရဲ့ပစ္စယပေါ့အကြောင်းတရားပေါ့ဗျာနော် stress ဘာကြောင့်ဖြစ်လဲ stress ကသူကအကျိုးဗျာ stress ကအကြောင်းမဟုတ်အကျိုးတရားပေါ့အဲ့ဒီအကျိုးတရားကအကြောင်းတရားမှုရှိလိမ့်မယ်ဘာအကြောင်းတွေကြောင့်လဲအဲ့ဒီအကြောင်းတွေကို stressor လို့ခေါ်တယ် stressor ဒါကြောင့် stress နဲ့ stressor နဲ့မတူဘူး stress ကအကျိုးတရား stressor ကအကြောင်းတရားဒီ stressor တွေကြောင့်ဒီ stress တွေပေါ်တယ်ပေါ့စိတ်ဖိစီးမှုဖြစ်စေတဲ့အရာများခေါင်းစဉ်လေးနဲ့စဖတ်ပါဗျာစိတ်ဖိစီးမှု stress ဖြစ်စေတဲ့အရာတွေကို stressor လို့ခေါ်ပါတယ်လူတွေတွေ့မြင်ထိတွေ့နေရတဲ့အကြောင်းအရာတွေဖြစ်ပျက်တွေအခြေအနေတွေနေရာတိုင်းကစသည်လူတော်များများဟာဒီအကြောင်းအရာဖြစ်ပျက်တွေကိုခြေခံပြီးတော့ stress တွေဖြစ်နေကြပါတယ်အခြား stress ဖြစ်စေတဲ့အကြောင်းအရာ stressor တွေလည်းရှိနေပါတယ်လူတွေကတွေ့မြင်ထိတွေ့နေတယ်ဒါတချို့ကဒီမွေလေးမြင်လိုက်တာနဲ့ပါပဲကြောက်တယ်
တချို့ကခွေးလေးတွေမြင်တယ်ဒီခွေးတွေကြောင်နေနေဆိုရင်ဗာလဲအလက်ချစ်တွေတောင်ဖြစ်တယ်တချို့ကျတော့အဲ့ခွေးတွေကြောင်နေနေအတူတောင်အိတ်နေကြတယ်စားနေကြတယ်နော်သူများခွေးတွေကြောင်နေတဲ့အတူတူနေတာနဲ့တင်ဘေးကနေ stress ဖြစ်နေတဲ့ပုံကိုယ်တွေလည်းရှိတာပဲချို့တရားထိုင်ရတာတချို့ပြောတာပေါ့တရားအားထုတ်တဲ့သူတွေပေါ့တရားအားထုတ်ရတဲ့အေဂျင့်မှုကိုသိတဲ့ချို့တရားထိုင်ရမှာသေးတော့အောင်ကြောက်ဟုတ်လားအလုပ်တော့ခိုင်းမှာတရားတော့မထိုင်ခိုင်းမှာနဲ့ဆိုတော့ဖြစ်တယ်နော်အဲ့ဒါပါလေဆိုတော့ stress တွေပေါ့ဗျာလူတွေတွေ့မြင်ထိတွေ့နေရတဲ့အကြောင်းအရာတွေဖြစ်ပျက်တွေအခြေအနေတွေနေရာထိုင်ခင်းစားရတွေကိုအခြေခံပြီးတော့ stress တွေဖြစ်နေကြပါတယ်တဲ့အဲ့တော့တခြား stress ဖြစ်စေတဲ့အကြောင်းတရားတွေလည်းအများကြီးရှိနေပါတယ်ဆိုတော့ဘာတွေလဲဆိုတော့လေ့လာအခြေခံအဖြစ်တော့ stress ဖြစ်စေတဲ့အကြောင်းက type of stress 2မျိုးပဲရှိပါလိမ့်3မျိုးခွဲတာတွေလည်းရှိတယ်ထားတော့2မျိုးပဲဒီလိုလေ့လာကြစိတ်ဖိစီးမှုပုံစံများခေါင်းစဉ်အနေစဖတ်ပါအောင်ဗျစိတ်ဖိစီးမှု stress မှာပုံစံ2မျိုးရှိပါတယ်ကိုယ်ရင်းစိတ်ဖိစီးမှုနဲ့ပြင်ပစိတ်ဖိစီးမှုကိုယ်ရင်းစိတ်ဖိစီးမှုတွေက internal structure လို့ခေါ်ပြီးတော့ပြင်ပကနေဖြစ်ပေါ်လာတဲ့စိတ်ဖိစီးမှုတွေကြတော့ external structure ပေါ့ဗျာအတွင်းအာယတနာအပြင်အာယတနာခွဲလို့ပေါ့လားစိတ်ဖိစီးမှုလည်းအဲ့လိုပဲဒီလို2မျိုးခွဲခြားပြီးတော့လေ့လာပါဗျအတွင်းစိတ်ဖိစီးမှုရဲ့ပြင်ပရဲ့လုံတော်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ဖိစီးမှုတွေရဲ့ဆိုပြီးတော့2မျိုးရှိပါတယ် internal stressor နဲ့ external stressor ဒါစိတ်ဖိစီးမှုဖြစ်စေတဲ့အကြောင်းရင်းကကိုယ်ရင်းကလည်းဖြစ်တတ်တယ်ကိုယ်ရင်းအကြောင်းတရားတွေကြောင့်ဖြစ်တတ်တယ်ပြင်ပရဲ့ဖိအားတွေကြောင့်လည်းဖြစ်တတ်တယ်ဆိုတဲ့2ချက်ကိုလေ့လာအဲ့တော့နံပါတ်1ကကိုယ်ရင်းစိတ်ဖိစီးမှု internal stressors internal stressor ခေါင်းစဉ်တွေဖတ်ပါဦးကိုယ်ရင်းစိတ်ဖိစီးမှုကိုယ်ပိုင်ဘဝရွေးချယ်မှုများမိမိကိုယ်ကိုအစိုးမြင်ခြင်းထောင်ကျနေတဲ့စိတ်အာရုံများပင်ကိုယ်စရိုက်အမှုခြင်းများငွေကြေးချွတ်တက်ခြင်းမိသားစုအခြေအနေ lifestyle of choice ဘုန်းကြီးဝတ်မိတာတော့မှားပြီတင်တယ်ဒါမျိုးတော့ lifestyle of choice ဟုတ်လားဘုန်းကြီးဘုံပြတဲ့ပြောနေလေဟုတ်လားဒီဘဝတော့ဒီမြနေပါဆိုတော့တခုခုဆိုတော့အဲ့လိုပဲပေါ့အိမ်အောင်ကြတဲ့သူတွေအိမ်အောင်ကြတာမှားပြီပေါ့တချို့လူပြိုကြီးနေနေတယ်လူပြိုကြီးနေမိတာမှားပြီပေါ့ဘာဖြစ်တာဒီ lifestyle choice လွဲမှားတယ်လို့သူကသူယူဆထားတာပေါ့သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ဘောလန်းအဲ့ဒီပုံမှာသူကဘာဖြစ်တယ်လို့ထင်မှားပြီလို့ယူဆတာပေါ့အဲ့ဒီခါမျိုးမှာဘဝရဲ့ရွေးချယ်မှုတွေကြောင့်တခါတည်းကျတော့အလုပ်တစ်ခုအလုပ်ကောင်းတယ်ဆိုပြီးဝင်လိုက်တာဟာဖိအားများလိုက်တဲ့အလုပ်ဟုတ်လားအမြဲတမ်းတွေးနေရတာသေပဲသေချင်တော့ခေါင်းတွေကွဲတော့မှာပဲဆိုတာမျိုးတွေပေါ့ဒါကိုရွေးချယ်ခဲ့တဲ့အလုပ်ပေါ့အဲ့ဒီအလုပ်တွေပေါ်မှာ lifestyle of choice ဘဝရွေးချယ်မှုပုံစံတွေကြောင့်လည်းဖိစီးမှုတွေဖြစ်ရတယ်ပေါ့ဒါကြောင့်တို့ဖိစီးမှုဖြစ်တဲ့ဆိုရင်အဲ့ဒီ anxiety ဖြစ်စေတဲ့အကြောင်းတရားတွေ stress ဖြစ်စေတဲ့အကြောင်းတရားတွေကဘာတွေလဲလို့ကိုယ့်ကိုသိအောင်ရ self-awareness လို့ပဲအဲ့ဒါမသိဘဲနဲ့ရှင်များတို့ဖြည့်ရှင်းလို့မရဘူးဖြည့်ရှင်းလို့မရတဲ့အခါဘဲသွားတယ်ဘေးတင်မေးနှက်မေးပေါ့ဗျာအစဉ်ပြေနေလို့ပေါ့ဟုတ်လားရှောက်သွားကြတာလေအမှန်မှာအဲ့ဒါတွေကပြင်ပကနေဖြည့်ရှင်းပေးလို့ရတဲ့အရာတွေမဟုတ်ဘူးကိုယ့်ကိုဖြည့်ရှင်းရမယ်ကိုယ့်ကိုဖြည့်ရှင်းတဲ့ဆိုတဲ့နေရာမှာဘာအရေးကြီးလဲဆိုတော့ self-awareness ဖြစ်ဖို့အရေးကြီးတယ်ဒါကြောင့်မြတ်စွာဘုရားကြီး mindful ဖြစ်အောင်လုပ်တတိပဋ္ဌာန်နဲ့နေရာဂသိတ်တွေဖြစ်နေသလားဒေါသသိတ်တွေဖြစ်နေလားမောဟသိတ်တွေဖြစ်နေလားနော်ပြန့်လွင့်တဲ့စိတ်တွေဖြစ်နေလားစုံနေတဲ့စိတ်တွေဖြစ်နေလားစုံနေတဲ့ဟုတ်လားအဲ့ဒါတော့တန်ခိတ္တလို့ဆိုတာဒါသုံးနေတဲ့စိတ်တွေပေါ့ဒီစိတ်တွေကဒါ stress ဖြစ်နေတဲ့စိတ်တွေလို့ပြောအောင်နော်အလုံးတန်စုံနေတဲ့ဖိအားတွေဖြစ်နေတယ်ဖိအားတွေနဲ့လည်းမထူနိုင်ဘူးဆိုတဲ့ဟာမျိုးစိတ်ဓာတ်နုပဒနာမှာပြောထားတယ်ဝေဒနာနုပဒနာမှာပြောတဲ့ဒါဒေါမနတဝေဒနာဆိုတဲ့သဘောမျိုးတွေပေါ့နော်အဲ့ဒီဟာတွေကိုတို့ကအကဲခက်လေးလာအောင်အဲ့လိုလေးလာမှငါရဲ့ဘဝရွေးချယ်မှုပုံစံလေးကြောင့်ဖြစ်တာလားဒါဆိုရင်ဒီဘဝရွေးချယ်မှုပုံစံနဲ့အတူဝါသနာပါတဲ့လုပ်ငန်းတွေဘာတွေတွဲလုပ်တင်လဲနော်ဘယ်လိုမျိုးဆိုရင်ဘဝရဲ့ထွက်ပေါက်အနားယူစရာလေးတွေခုရှိမလဲပေါ့အဲ့တော့လူတွေကအဲ့ဒါကိုမရှာတတ်တဲ့အခါနောက်ဆုံးပါတော့ခက်ခဲရှိလိုက်ရင်ကိုယ့်ကိုယ်သက်သေမယ်ဆိုတာမျိုးပေါ့လက်ရှိအခြေအနေကဒီမျိုးတို့မှာဘဝရွေးချယ်မှုပုံစံရှိမရှိမြန်မာနိုင်ငံလုံးရမ်းရှင်လူပြည်သူအားလုံးပြင်ပနေကြဒါညင်းစရာမရှိဟုတ်လားအခုချိန်မှာအလုပ်ကိုင်းစီးပွားတွေဘာမကောင်းဘူးရှင်များတို့အခုအရေးကြီးတာရှင်များတို့မသေးဘူးပဲဒါပဲဒါအရေးကြီးဆုံးပဲမသိအဆင်ပြေတယ်ကျန်တာဘာသိမျောလင်းမနေနဲ့ဟုတ်လားနော်ဘုန်းကြီးတွေလည်းတရားမဟောအောင်နော်လူတွေကဓမ္မတွေလည်းစီးပွားရေးလို့မကောင်းဘူးဒါကတော့ကာလဝိပတ္တိကိုဗျာဘာကြောင့်ညာကြောင့်ဆိုတာတဲ့ကာလဝိပတ္တိနဲ့ဒီလိုတို့ကန်နေစိုက်မြဲကြီးကျုံလာတာဟုတ်လားဗျာနော်အဲ့ဒါဆိုတော့ကဲနံပါတ်1စိတ်ဖိစီးမှုဖြစ်တဲ့အကြောင်းအရာတွေကနံပါတ်1ကိုယ်ပိုင်ဘဝရွေးချယ်မှုပုံစံတွေကြောင့်ဖြစ်တယ်နောက်တိုင်း negative self talk ကိုအဆိုးမြင်
ငါဒီစီးပွားရေးလောက်တာညံ့လိုက်တာလူမှုဆက်ဆံရေးမှာတော်တော်အားနေတာပဲစကားပြောမတက်ဘူးငါဒီစာတွေကြက်လို့မှတ်လို့လည်းမရဘူးဇံပွဲတွေလည်းဖြေလို့မအောင်ငါမိတ်ဆွေလည်းမရှိပါဘူးအရင်တော့ပြည်လေတော့ငါမိတ်ဆွေလို့ထင်ခဲ့တယ်အခုမိတ်ဆွေလည်းမရှိဘူးငါကူကလူတွေကိုမဆက်ဆံတတ်တာဘု து ပြေပြောနေကိုပြေပြောနေတာအတ္တနုဝါဒဘေးဆိုင်နေကိုအမြဲတမ်းပြစ်တင်နေတယ်ဟုတ်ပလားဗျာနော်အဲ့ဒါဖြည့်ရှင်းတဲ့နေလဲတစ်ခုတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီကိုပြစ်တင်နေတာဒါဒီပြောလို့ retreat လုပ်တယ်ပေါ့ပြန်ပြီးကိုပြန်ပြီးတော့ release ပေါ့ပြန်ပြီးကိုဒီအဆိုးတွေနဲ့ negative sex negative view တွေနဲ့ကိုပြန်ပြီးတော့ဒီမှာ negative self talk ကိုပြန်ပြီးအပြစ်တင်နေတာပေါ့ဗျာအရာတကားနဲ့ပြောရင်အဲ့ဒါတွေကိုသတိထားရမယ်ငါကိုပြန်ပြီးအပြစ်တင်တာတွေများနေတာဒီကြရင်အဲ့ဒါတွေများရင် stress တွေကများလာမှာပဲဘာဖြစ်လို့ stress ဖြစ်စေတဲ့အကြောင်းတရားတွေကိုတို့ကစဉ်းစားမိနေတာဟုတ်တယ်မလားဗျာအဲ့ဆိုဝိတ္တသုံးပါးတဲ့ဆိုဘာဝိတ္တဖြစ်မှာဗျာပါဒဝိတ္တတို့အဝိဒဝိတ္တတို့ဒီလိုတွေဖြစ်မှာပေါ့ဟုတ်ဘူးလားကဲနောက်တစ်ခုပြောတော့ mind trap ဖြစ်နေတာစိတ်ကထောင်ကြတယ်ဒီအာယုံနဲ့မထွက်နိုင်ဒီအစိုးအာယုံကိုအမြဲတမ်းပြန်ပေါ်တယ်ပေါ်မှထင်ပါတယ်အမှားလုပ်ခဲ့မိတဲ့အခါနော်အခက်ခဲတဲ့ကြုံရတဲ့အခါအဲ့ဒီအမှားတန်နေရာကြီးတွေကိုဒီလိုစိတ်တွေကပိတ်လောင်ထားတာဘယ်သူပိတ်လောင်တာကိုယ့်နဲ့ကိုပြန်ပြီးပိတ်လောင်ထားဒါဝိပဿနာရှိတတ်တဲ့သူကလွယ်တယ်ပေါ့ဗျာဒီစိတ်ဖြစ်ရင်ဖြစ်နေမှန်းသိဆိုတော့ဒါဒီပြတော့ထွက်ပေါက်တစ်ခုရသွားတော့ဒီစိတ်ကိုတဏှာမာနဒိဋ္ဌိကနေပြီးတော့လွတ်အောင်ယုံတာအဲထွက်ပေါက်ပိတ်ထားတယ်ဆိုဘယ်သူတို့တဏှာမာနဒိဋ္ဌိနဲ့ပိတ်ထားတာဧတမမဧတောဟမနွေဧတောမေအတ္တငါပဲငါဥစ္စာပဲငါရဲ့စိတ်တွေပဲလို့ဒီလိုပိတ်ထားတာလေဟုတ်တယ်မလားတဏှာမာနဒိဋ္ဌိနဲ့ပဝိသတရားတွေဒီစိတ်အဆိုးကြီးတဲ့ပဲဒီလိုထောင်ကြဒါကိုစိတ်ထောင်ကြတယ်လို့ခေါ်တယ်လူထောင်ကြလဲရှင်များစိတ်ထောင်မကြရင်လွတ်တယ်အာရောဂရသက်မှာကြည်လေတန်လောင်းသာမင်းသားစိတ်ထောင်မကြတဲ့အခါမလွတ်ဘူးလားတချို့ကျတော့လူကအပြင်မောက်တာရှိနေတာစိတ်ကထောင်ကြတယ် mind trapping အဲ့ဒါသတိထားရမယ်အဲ့ဒီဟာတွေကြောင့်ဒီလိုတော့ဘာဖြစ်လဲအရှင်များတို့ဒီပြီးတော့အခုဘာကြောင့်ဒါသင်လဲဆိုတော့မြန်မာပြည်ကရဟန်းရှင်လူပြည်သူအားလုံးဟာ trauma ပေါ့စိတ်တရားရတော့ကြတယ်ကုစားဖို့နီလန်လေဒီလိုဘုန်းကြီးတွေဘက်မှာလည်းအားနေတယ်အဲ့တော့နိုင်ငံတကာဆရာဝန်ကြီးတွေနိုင်ငံတကာကျွမ်းကျင်တဲ့စေပညာဆရာဝန်ကြီးတွေကုပြီးဆိုတော့လေရှင်များတို့ဒါဈေးသိပ်ကြီးတဲ့ဘာသာရေးတွေဖြစ်အဲ့တော့တပည့်တော်တို့ကမြတ်စွာဘုရားအဆုံးအမတွေရှိနေတာရှင်များတို့ဘုန်းကြီးတိုင်းဟာဆရာဝန်ပဲဘုန်းကြီးတိုင်းဟာဆရာဝန်ပဲစိတ်ကုဆရာဝန်တိုင်းပဲရှင်များတို့ကိုယ့်အကိုလည်းကုရမယ်သူများလည်းကုပေးရကုပေးတဲ့အခါနီလန်းမှန်ဖို့လိုတယ်အဲ့ဒါကြောင့်ဒီလိုအရင်မြစ်ကိုရှာစိတ်ပိသိမှုဖြစ်တယ်အဲ့ဒါဘယ်လိုလုပ်လဲပြောစရာလုပ်လိုက်တော့မရဘူးလူတွေအဲ့ဒါပြောမယ်ထင်လို့တပည့်တော်တို့KTV တွေသွားတယ်ဘားတွေသွားတယ်ကလပ်တွေသွားတယ်နော်အရက်တွေဘာတွေတောက်ကြတယ်နော်ရှောက်ပြီးသွားတယ်ခီးတွေရှောက်ထွက်တယ်ပျော်လားဆိုပတ်သံကုန်တော်ပဲဖတ်တယ်မပျော်ဘူးအဲ့ကြောင့်သူတို့ရဲ့ကုစားနည်းဟာရင်းမြစ်ကိုမရောက်လို့ဖြစ်စေတဲ့အကြောင်းတရားကိုတို့ကပြန်မတွေ့လို့ပြီးတော့တို့ကမေးကြည့်မယ်ဘာတွေတွေးနေလို့လဲဘယ်လိုတွေတွေးမိလို့လဲတော့မို့စကားပြောရင်းနဲ့သူ့ရဲ့အမြဲတမ်းတွေးနေတဲ့အကြောင်းအရာတွေကိုထပ်ပြောလိမ့်မယ်အဲ့ဒါတွေကိုတပည့်တော်တို့ကဖန်ထားပြီးတော့အဲ့ဒီဟာတွေကိုသူဖြည့်ရှင်းခိုင်းရမယ်စိတ်ပိသိမှုပြေလည်ဖို့ကတပည့်တော်ပြင်ပကနေကုပေးလို့မရဘူးသူကပြန်နားလည်သွားဖို့အရေးကြီးတယ်အဲကြောင့်တပည့်တော်တို့ကဒါတွေကိုကောင်းကောင်းသိဖို့လိုတယ်ဒါရင်းမြစ်တွေပဲဆိုတာနောက်တစ်ခု personality traits ပေါ့တပည့်တော်ရဲ့ပင်ကိုဇေယိုက်ပေါ့မျက်စိမှုံနဲ့ဒီမျက်စိမှုံတာကနေရာတိုင်းသွားလို့ဆင်ပြေပါဘူးနားလေးတော့ပြိတ္တထဲမှာသွားလာတာလေအဲ့ဒါမျိုးပေါ့ညမ်းမကောင်းဘူးနော်အလုတ်လုတ်တာလည်းလေးတယ်အမျိုးမျိုးရှိလိမ့်မယ်တပည့်တော်တို့ကိုဒီမှာအားနဲ့ချက်အနေနဲ့အများရှိကြတာပဲအဲ့ဒီအပေါ်မှာတပည့်တော်တို့ကကိုယ့်ရဲ့ personality ကိုသွေးအမှုချင်းတွေအားနဲ့ချက်ကိုတပည့်တော်တို့ကကိုယ့်နဲ့ကိုပြန်ပြီးတော့အပြစ်မြင်နေတယ်ပေါ့နောက်တစ်ခု lack of money ဒါကတော့ရှင်းတယ်ငွေကြီးချွတ်တဲ့အမွေတကထိတ်ခေါင်ဖုံမင်းတောင်မှာပြပုံကြီးပေါက်ရောဆိုတာနော်စလေဥပုံညာရေးတယ်ပြသက်တယ်မှာလေဟုတ်လားအဲ့တော့ဖို့ကြောပြစုဆိုတာမျိုးလို့ဘာစဉ်းစားတယ်လဲပတ်သက်ဗေဒရာအမကောင်မပြည့်စုံဘုန်းကြီးတွေလည်းပြောမှာသင်္ကန်းလည်းရောင်းကြမှာမရှိတော့ဟုတ်လားအဲ့ဒါမျိုးတွေဖြစ်မယ်အဲ့တော့လူတွေရောရမ်းရှင်လူအကုန်လုံးပေါ့ဗျာဖြစ်လာကြတယ်လက်ကောက်မန်ဒီငွေကြီးချွတ်တက်လာတဲ့အခါမှာစိတ်ဖိစီးမှုတွေများလာတတ်ကြတယ်ပေါ့နောက်တစ်ခု family situations မိသားစုထဲမှာအိမ်တော်ကွဲတာတော့မိသားစုတွေမှာတကြက်ဖြစ်နေတာညီကိုမောင်နှမချင်းမတည့်တာဆွေမျိုးတွေရဲ့ယတနာတွေအိမ်ထဲကိုရောက်လာတာပါလေအပြင်မီးကအတွင်းမီးဖြစ်သွားတာအပြင်မီးကိုအတွင်းမီးယူပြီးမှုေးမိတာတွေပေါ့ဗျာဝ
မိသားကတော့သုံးမှလည်းပြင်ပြီးတွင်းပြီးမလုံးနဲ့ဆိုတာမျိုးအဲ့ဒါကိုလုံးပြီးတဲ့အခါ family situation တွေကမကောင်းတော့ဘူးအဲ့ဒီခါမျိုးမှာစိတ်ဖိစီးမှုတွေဖြစ်စေတယ်ဒါဆိုစိတ်ဖိစီးမှုဖြစ်စေတဲ့အကြောင်းတရားတွေ internet stressor တွေဖြစ်လာပြီဆိုရင်အဲ့ဒါကိုယ်စိတ်ထဲမှာတောက်လျှောက်လောင်းနေတာအဲ့တော့မီးစက်တစ်ဖာလောင်းနေပြီဆိုတော့အဲ့ဒါတွေကိုပြောတာအဲ့လောင်းနေတဲ့မိတွေကဘာကြောင့်လောင်းရတာတော့လောင်းသားတွေကဘာတွေတော့အခုတပည့်တော်ပြောတဲ့ဒီအကြောင်းအရာတွေကလောင်းသားတွေပဲအဲ့ဒါတွေကိုမီးလောင်းနေပါဆိုအဲ့လောင်းသားတွေပြည့်ပြည့်ထဲတော့မီးကငြိမ်းမှလားပိုးတောက်အဲ့တော့တပည့်တော်လောင်းသားတွေမထက်မိဖို့အရေးကြီးတယ်လောင်းသားတွေကဘုရားတဏ္ဍာမာနဒိဋ္ဌိကနေပြစ်ထဲအဲ့ဒါဆိုတော့တပည့်တော်အဲ့ဒါတွေကိုဖြည့်ရှင်းဖို့ဆိုရင်တတိပဋ္ဌာန်နဲ့ဖြည့်ရှင်းရမယ်တော့မို့ပြန်မဝိရတာနဲ့ဖြည့်ရှင်းရတခုခုပေါ့ဖြည့်ရှင်းစရာနည်းလမ်းတစ်ခုရှိဖို့လို့ဒီတော့မနေ့ဖန်ကြမှာအဲ့ဒါတွေကိုဖြည့်ရှင်းနည်းတွေကိုပြောဒီနေ့ကဒီတော့နိုင်ငံတကာကပြောတဲ့ဟာကိုပဲပညာရေးဘက်ကိုပဲဒီတော့တောင်းအောင်ဟုတ်လားဗျာနော်အဲ့ဆို internet stressor တွေကိုရှင်များတို့ဒါသတိပြုဖို့လိုပါတယ်နောက်တစ်ခါ external stressors ပြန်မစိတ်ပြီးမှုတွေလည်းရှိတယ်ပေါ့ဘာတွေတော့ဗျာရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်နောက်တစ်ခုကလူမှုပတ်ဝန်းကျင်ဤသက်ရောက်မှုအဖွဲ့အစည်းတွင်ဖြစ်တည်မှုများမိသားစုအကျက်ဒီကာလအဓိကကြနေတော့ဘဝအစိတ်ပိုင်းများနေ့စဉ်ဘဝတွေကဒုက္ခများ physical environment အိမ်လေးကကျင်းလေးမနေတတ်ဘူးဒီတော့အဖေဆိုရင်ရန်ကုန်ခေါ်လာပါဦးဦးစင်တို့ရန်ကုန်တရက်တော့မနေချင်ဘူးဘလို့ခေါ်မရဘူးတော့နေတဲ့သူကကြဲဝင်းလေကောင်းလေတန်းနေတာဗျမြို့နေရရင်ထောင်ကြတယ်လို့သူတို့စိတ်ထဲထဲမှာအလေလည်းမသွားဟုတ်လားမြို့ဆိုတာကမြို့စံလာလေးတော့လူတွေမနေချင်လေပဲအဲ့ဒါပါဆိုတော့ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်ပေါ့ဒါဒီလိုပါပဲပြောတော့ကြောင်းတစ်ကြောင်းသွားရတယ်ကြောင်းတစ်ကြောင်းမှာကိုနေကြပုံစံမဟုတ်ဘူးနော်ခေါင်းဝါဆံမတန်ဘူးနေရာတိုင်းကမတန်ဘူးချင်းရဘော်တွေရေဘော်တွေရေချိုးရတာလည်းအဆင်မပြေဘူးဆိုပါတော့အဲ့လိုပတ်ဝန်းကျင်ရုပ်ပိုင်းဆိုင်ရာအခက်အခဲတွေရှိသွားတယ်မျိုးတို့ဖြည်းဖြည်းမှုတွေဖြစ်လာတယ်မြန်ပဲပြန်ကျင်တော့တယ်ဆိုတာမျိုးပေါ့နောက်တစ်ခုကလူမှုဝန်ကျင်ရဲ့တက်ရောက်မှု social interaction ဒီလူမှုဝန်ကျင်မှာတို့မတည့်တဲ့သူရှိတယ်ဒီထဲမှာပြဿနာရှာတဲ့သူရှိတယ်ရေသားကိုအချောင်းသမားရှိတယ်အမြဲတမ်းတို့မိရှုမိရှိတယ်ဆိုပါတော့ပုဂ္ဂလတ္တဗာယမမျှဘူးပေါ့ဗျာတရားတော်မရနိုင်ဘူးဆိုတော့ပြောမနေတယ်ဟုတ်တယ်မလားပုဂ္ဂလတ္တဗာယမျှဖို့အရေးကြီးလားမကြည့်ဘူးလားဗျာခုနကရှေ့ဟာသင်္နာသရတ္တဗာယပေါ့ဟုတ်လားအဲ့တော့ဒါပဲစိတ်ဝိသေယမရှိပြီးတော့ဒုက္ခိနောစိတ်တသမာရိယတိချမ်းသာတတ်အာထုံးမရတာသမာရိယဖြစ်တာဟုတ်ဗျဟုတ်တယ်မလားအခုဒီဟာတွေအခက်အခဲတွေရှိနေပြီဆိုရှင်များတို့တရားတော်သမာဓိတောင်ရဖို့မလွယ်ဘူးဆိုတော့ဒါသင်္နာသရတို့ပုဂ္ဂလတ္တဗာယတွေတို့ရောဟာရှာဖွေဖို့လိုတာပေါ့မဟုတ်ရင်တို့စိတ်ဖိသိမှုတွေဖြစ်နေတာနဲ့သမာဓိမရဘူးသမာဓိမရရင်စိတ်မငြိမ်တာနဲ့ယုံနာတရားတွေကိုအမှန်တိုင်းမမြင်ဘူးဝိပဿနာဉာဏ်မဖြစ်နိုင်ဘူးဒါကြောင့်တို့အခြေအနေတစ်ခုကိုပြင်ဆင်ရအရှင်ဝိလိမာလာကြီးကသူလူသက်ခဲ့တဲ့တော်ကြီးထဲမှာတရားအားထုတ်တော့အမြဲတမ်းမျက်စိမိတ်လိုက်တာနဲ့နော်အော်ဟစ်နေတာပြေးလွှားနေတာတက်ဖြတ်နေတာရွက်ပြန်မြင်ရတယ်နောက်ကျတော့တခြားတော့ကိုပြောင်းပြီးအားထုတ်မှသူတရားရတယ်ပေါ့ဟုတ်ပြီလားဗျာနော်အဲ့ဒါတွေကဒီပြောတို့ကဝင်းကျင်ရဲ့တက်ရောက်မှုတွေဟာအရေးကြီးတယ်နောက်တစ်ခုက organizationalအဖွဲ့အစည်းထဲမှာအဖွဲ့အစည်းကစနစ်မကျဘူးပါဗျာနော်အထက်အောက်ပုံစံဖြစ်သေးဘေးတိုက်ပုံစံဖြစ်သေးအဖွဲ့အစည်းကစနစ်မကျအရေးချင်းမရှိတဲ့သူကကိုယ့်ရဲ့ယာတူးကြီးနေတယ်အမျိုးမျိုးဖြစ်လိမ့်မယ်ဟလားသူကကိုယ်မောင်းမာနဲ့အမျိုးမျိုးလုပ်နေတယ်နောက်အဖွဲ့အစည်းကဘယ်သူတင်ပြလို့တင်ပြမကြောင်မသိဘူးခေါင်းဆောင်မရှိဘူးအကုန်လုံးခေါင်းဆောင်နေကြီးတယ်တာဝန်ယူမဲ့သူတယောက်မှမရှိဘူးဆိုတာမျိုးဒီအဖွဲ့အစည်းထဲမှာအလုပ်လုပ်နေရတယ်ဆိုရင်ဘာဖြစ်လဲဒီ organizational behavior ကြောင့်ဒီလိုတို့မှာစိတ်ဖိစီးမှုတွေဖြစ်စေတယ်ဒါပြင်ပရဲ့တရားမှုတွေပဲဗျာနော်နောက်တစ်ခုကဘာလဲဆိုတော့ family crisis မိသားစုတွေမှာအကျက်တဲကာလကြာတယ်မိသားစုတွေညီညွတ်ပါတယ်သို့တော့ဘေးချက်နံချက်ပေါ့ဗျာမရှူတာမရှိုက်တာပေါ့လှုပ်လို့မရဘူးဆိုတဲ့နေတာစီဝါရေးပဲဖြစ်စေလူမှုရေးပဲဖြစ်စေနေရာထိုင်ရေးပဲဖြစ်စေလုံခြုံမှုမရှိတဲ့နေရာတွေမှာဖြစ်နေတယ်ခက်ခဲကြက်တဲ့နေတဲ့နေရာတွေမှာဖြစ်နေတယ်တော့မိသားစုတွေမှာအဖေလုပ်တဲ့သူကတော့မိသားစုခေါင်းဆောင်တယောက်ကနော်ကြက်မရင်မကောင်းမှုဆိုတဲ့ဟာမျိုးတွေပင်ပန်းဖြစ်နေတဲ့အခါမျိုးမှာဒါ family crisis ပဲမိသားစုထဲမှာဒီလိုတော်တော်ကြီးမားတဲ့ပြဿနာကြီးတွေကျုံနေရတဲ့အခါအကုန်လုံးမှာစိတ်ဖိစီးမှုကတက်ရောက်သွားတယ်ဟုတ်ပြီလားဗျာနော်နောက်တစ်ခုက major life events ဘဝရဲ့အဓိကကြတဲ့စိတ်ပိုင်းတွေမှာဒီပြီးတော့ဆိုပါတော့ဒီပြီးတော့စာသင်ရတဲ့ချိန်မှာဒီတော့မသင်ခြင်းပဲသင်နေရမသင်လို့လည်းမရဆိုပါတော့အဲ့ဒါဆိုဒီပြီးတော့မသင်မနေရသင်ရမယ့်လုပ်ငန်းမလုံးမနေရလုပ်ရမယ့်လုပ်ငန်းမှာပြဿနာရှိနေတယ်ဟုတ်လားနော်အဲ့ဒါဆိုဘာဖြစ်လဲအဲ့လုပ်ငန်းလုပ်ရတော့မယ်ဆိုရင်ဘာလဲဒီမင်းဒီသွားတယ်လို့ဒီလိုဖြစ်သွားနော်
အဲ့ဒါတပည့်တို့ရဲ့ရွေးချယ်ထားတဲ့လုပ်ငန်းပေါ့မဖြစ်မနေလုပ်ရမယ့်အလုပ်မှာခက်ခဲရှိနေတာအဲ့ဒီ